Hello အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ကျွန်တော်ပြပေးမယ့်ဟာလေးတွေကတော့ဒီ sicket လေးတွေပေါ့နော်ဒီ sicket လေးတွေနဲ့ပတ်သက်ပြီးတော့ဒီ sicket လေးတွေကဘာတွေခွာခြားလဲဆိုတာပြပေးပါမယ်အဲ့တော့ဒီနေ့ကျွန်တော်ပြပေးမှာဒီ sicket လေးပေါ့နော်ဒီကောင်တော့ဒါ SK ရတဲ့ sicket ပေါ့ဒီကောင်လေးကလည်းသူတစ်စိမ်းမျိုး quality မျိုး brand မျိုးနဲ့လာတယ်ပေါ့နော်အဓိကတော့ဒီ sicket ပုံစံလေးတွေကတော့တော်တော်အသေးလေးတွေပေါ့နော်တော်တော်အသေးလေးလာမယ်သူတိုင်းနည်းနည်းလေးကြီးတာဆိုတော့လေးရှိမှာပေါ့နော်အဲ့တော့ဒီလို sicket မှာဆိုတော့နှစ်မျိုးလာတယ်တစ်ခါလေဒီလို plat မှာတိုက်ရိုက်ဒီလိုထိုးတဲ့ကောင်ပေါ့နော်ဒီလိုထိုးတဲ့ကောင်နဲ့လာတယ်ချို့ကြလဲ plat မှာထိုးတာမဟုတ်ဘဲနဲ့ဒီထဲမှာဝါကျိုးတစ်ခါလေဖြတ်ပြီးတော့ထည့်ရတာပေါ့နော်ထည့်ပြီးနဲ့ကြက်ကတဲ့ sicket ပေါ့ဒီပုံစံနဲ့လာအဲ့လိုပုံစံနဲ့လာတယ်ပေါ့နော် sicket ကလည်းနှစ်မျိုးလာတယ်အဲဒီကောင်လေးကတော့ပုံစံရှင်းပါတယ်ဒါမျိုးပဲလာတယ်ဒါမျိုးမှာ quality plat ထိုးတော့ပေါ့နော်ဒီကောင်မှာတော့ဒီကောင်နဲ့ design မျိုး quality မျိုးနဲ့လာတယ်ပေါ့နော်ဒါပေမဲ့ဒီကောင်မှာကျတော့ရွေးချယ်စရာတွေအများကြီးရှိတယ်ပေါ့အဲ့လိုမျိုးလဲဆိုတော့အဝိရှော်သက်အတွက်ဆိုအဝိရှော်သက်အတွက်ထုတ်ထားတဲ့ sicket ရှိတယ် TV တို့outside တို့ဘာလို့သုံးဖို့တော့ဆို TV outside တို့တက်ထုတ်ထားတာရှိတယ်ရေကက်တက်တာဆိုရေကက်တက်အတွက်ထုတ်ထားတာရှိတယ်ပြီးတော့ aircon ဆိုလည်း aircon တက်ထုတ်ထားတာရှိတယ်เนาะအဲ့ဒါတွေကဘာတွေကွာလဲဆိုတော့သူရဲ့ဒီ delay time တွေပေါ့နော်ဒီမီး plug ပေါက်ထိုးပြီးတာနဲ့ဒီကောင်ဒီမီးကိုဒီဘက်ကနေပြန်ထွက်ဖို့အတွက်အချိန်ဆောင်ပြီးတာပေါ့နော်အဲ့ဒါလေးတွေအဓိကကွာလဲပြီးသွားရင်သူတို့မှာ ampere လေးနည်းနည်းပါးလေးကွာလဲဒါပါပဲကျွန်တော်တော့တိတ်မကွာဘူးကျွန်တော်တော့အများဆုံးဖြစ်တော့တူတက်ကြပါပဲเนาะကျွန်တော်တော့အများဆုံးဖြစ်တူတက်ကြပါတယ်ဒီကောင်လေးမှာကျတော့ဘာထူးခြားချက်ရှိလဲဆိုတော့ဒီကောင်လေးကတော့ all in one ပုံစံမျိုးပြဝိရှော်သက်အတွက်တီတန် TV အတွက်တီတန်ရေခဲတက်တာအတွက်တီတန် aircon အတွက်တီတန်ဆိုထုတ်မထားဘူးပေါ့နော်ဒီကောင်တစ်ခုတည်းနဲ့ပဲအကုန်လုံးသုံးရတာအဆင်ပြေအောင်ထုတ်ထားတယ်သူကဘာလို့လဲဆိုတော့ဒီကောင်လေးကကိုရဲ့ဒီ customer စိတ်တိုင်းကြပါပေါ့နော်ဒီ port rate ဆိုလဲ port rate အနေဆိုရင်ဒီကောင်က195အထိမ140နော်ဒီကောင်ရဲ့ port rate အနည်းဆုံးဆိုရင်140ကနေပြီးတော့195ပေါ့နော်အဲ့တော့ထိကိုချက်တယ်လို့ချိန်လို့ရတယ်ပြီးတော့ high port rate ဆိုလဲသူက230ကနေပြီးတော့285ပေါ့နော်အဲ့အတွင်းမှာကိုချက်တယ်လို့ချိန်လို့ရ adjust လုပ်လို့ရတယ်ပေါ့ဗျာအဲ့ဒီကောင်ဒီမှာအလုပ်မျိုးပါတယ်ပြီးတော့ second ဆိုဒီ delay time ပေါ့နော်ဒီစောင်းရတဲ့အချိန်ဆိုရင်လည်းဒီကောင်5 second အနေပြီးတော့999 second ထိကိုချက်တယ်လို့ချိန်ထားလို့ရတယ်ပေါ့နော်အဲ့တော့ဒီကောင်တစ်လုံးနဲ့ကိုက second ချိန်ပြီးတော့ကြိုက်တဲ့ညမှာပြောင်းလို့ရတယ်ပေါ့ဗျာဥပမာ TV တော့ဆိုရင်5 second ထားမယ်ဒီရေကက်တက်တာတို့ဘာလို့မှဆိုရင်သူအထက်မှာ compressor ပါတဲ့တော့ second နေလို့မရဘူးလေအဲ့လိုကောင်တွေကျတော့သူကဟိုမှာ1 minute ထားမယ်ဒါမှမဟုတ်လည်း2 minute ထားမယ်ဒါမှမဟုတ် second 60 second 80လို့ကိုကြိုက်တယ်လို့ second ရွေးထားလို့ရတယ်ပေါ့ဗျာအဲ့တော့ဒီကောင်လေးတွေကို second ဘယ်လိုချိန်ရလဲဆိုတာကျွန်တော်ပြပါမယ်ခင်ဗျာဟုတ်ကဲ့ပါအခုဆိုတော့ဒီကောင်လေးတွေကိုစက္ကန့်ဘယ်လိုရှင်းမလဲဆိုတော့ပြပြပါမယ်နော်ဒီကောင်လေးကတော့ဒါဒီလို sicket တွေကတော့ဒါလျှက်စစ်နဲ့ပတ်သက်ပြီးတော့ကိုကနားလဲတယ်ကျွမ်းကျင်တဲ့လူတွေဆိုရင်တော့ဒီကောင်လေးတွေကကိုချက်တဲ့လူမျိုးစက္ကန့်အတင်ချလုပ်လို့ရတယ်ပေါ့နော်တော့ဘယ်လိုလုပ်ကြမလဲဆိုတော့ဒီ net တွေအကုန်ဖြုတ်ပြကြမယ်ပေါ့ဖြုတ်ပြီးတော့သူထဲထဲမှာ circuit လေးရှိတယ်အဲ့ထဲထဲမှာ circuit လေးအဲ့ထဲထဲ circuit လေးကိုယူပြီးတော့ကျွန်တော်အခုပြထားတဲ့ပုံထဲမှာပြထားတဲ့နေရာလေးပေါ့နော်အဲ့နေရာလေးမှာတွားပြီးတော့ဝက်ဦးလက်လေးနဲ့အတင်ချလေးလုပ်ပြီးတော့ဒီကောင်လေးတွေဒီမီးလေးတွေကိုချိန်လို့ရတယ်ပေါ့ဗျာဒီမီးလေးတွေကိုအတက်ကြဘလောက်မှထားခြင်းနဲ့ဆိုပြီးတော့ချိန်လို့ရတယ်ပေါ့စက္ကန့်ချိန်လို့ရတယ်ပေါ့ဗျာဒါတော့ဒီကောင်လေးကတော့ဒီသူ့ရဲ့ဒီပုံမှန်ကတော့ဒီကောင်လေးမှာသူပါတဲ့အတိုင်းလေးပဲเนาะဒီကောင်5 second ဆို5 second ပဲချိန်လို့ရမယ်ပေါ့ဗျာအဲ့လိုမျိုးပေါ့ဒီကောင်လေးမှာကျတော့စက္ကန့်ကွာလူချင်းမင်းတို့စိတ်တိုင်းကြချိန်လို့ရသွားပြီသူကျတော့ဟို aircon တွေရေခဲတက်တာတွေ wish shot တွေအတွက်တော့ရွေးစရာမလိုဘူးတိုက်တဲ့တစ်ဖိုက်လာတော့အဆင်ပြေအောင်ချိန်လို့ရတယ်ပေါ့အဲ့တော့ all in one တစ်ခုတည်းနဲ့အကုန်သုံးလို့ရတယ်ပေါ့ဒီကောင်းမှာတော့နည်းနည်းလေးတော့ဟိုဗာလဲဒီကောင်းမှာတော့တော်မျိုး 3 pin plug လိုတယ်ပေါ့ဗျာ3 pin plug လိုတယ်ဆိုတော့ကိုအိမ်မှာတော့ဒါမျိုး3 pin plug မှာထိုးအောင်မယ်ပေါ့ဗျာတော်ဒီလို3 pin plug ဒီမှာဆိုတော့မဆန်ဘူးဗျာဒီကောင်နဲ့ ampere တောင်းတဲ့ high ဆိုတော့နော်ဒီမှာဆိုရင်ထိုးလို့မရဘူးပေါ့ဒီကောင်တော့ထိုးဖို့ဆိုရင်တော့ဒါမျိုး3 pin plug ခုံလေးတော့လိုရပါတော့နော်အဲ့လို plug ခုံမှာထိုးလိုက်အောင်ပေါ့ဒါကတော့ကျွန်တော် extension တစ်ပေါ်နဲ့လုပ်ပြထားတာပါအမို့ထိုးလိုက်မယ်ဒါဆိုရင်တော့ဒါ original delay ဒါ20 second စောင့်ထားရပေါ့နော်ဒါဆိုရင်တော့ delay တိုင်းပြပြီးတော့ဒီမှာ second လေးတွေကြီးနေမယ်ပေါ့ဗျာသူ second ပြည့်သွားပြီဆိုရင်သူ second ပြည့်ပြီဆိုတော့ဒီကောင်လေးကဒီမှာစပြီးလျှက်စစ်ဝင်မှာပေါ့ဗျာဒီကောင်လို့လုပ်မှာပေါ့ဒါတော့သူ့ရဲ့ပုံမှန်ကတော့ဒီဒါ auto ထားမယ်ဆိုရင်တော့ဒီ set ကသူ့ရဲ့ဒီ first story တိုင်းထားမယ်ဆိုရင်တော့ဒီကောင် second 20စောင့်ခိုင်းတယ်ပေါ့ဗျာ second 20စောင့်ပြီးဆိုရင်အခုဆိုမီးရဆိုရင်219ရှိမှာပေါ့219 220အဲ့တွင်မှာရှိမှာပေါ့နော်ဒီကောင်ကတော့230 240လောက်ဆိုရင်ဒီကောင်ဖြတ်ချမယ်ပေါ့ဗျာ240လောက်ဆိုရင်ဒီကောင်ဖြတ်ချမယ်ပေါ့ original မှာဆိုရင်တော့ကိုချိုက်တူထားလို့ရတယ်ဒီ delay ဟိုဗာလဲပို့ပါဆိုရင် high voltage ဘယ်လောက်မှထားမယ် low voltage ဘယ်လောက်မှထားမယ်ကိုထားခြင်းနဲ့ second ဆိုလဲဘယ်လောက် second မှထားမယ်ပေါ့နော်အဲ့ဒါဒီကိုဘယ်လိုရှင်းရမလဲဆိုတော့အရင်ဆုံးဒီကောင်ဒီ set ဆိုတဲ့ဟာလေးကို3 second လောက်ဖိထားပါမယ်ခင်ဗျာဟောဒီမှာအခုလိုမှိတ်တော့လေးဖြစ်ပြီဆိုတာ240ဆိုအမြင့်ဆုံးမှထားတယ်ပေါ့ဗျာကိုချိုက်တူလိုမျိုးဒီမှာအတင်ချလုပ်လို့ရတယ်ကိုက240မဟုတ်245ဘိုးလေးကိုအမြင့်ဆုံး245ထားမယ်ဒါမှမဟုတ်လည်း250ထားမယ်ကိုကြက်တယ်လို့ချိန်လို့ရတယ်ပေါ့ဗျာဒါမှမဟုတ်လေအတင်ချလို့ရတယ်ဒီဘက်ကတင်တယ်ဒီဘက်ကချတယ်ပေါ့ဗျာ
အဲ့ဒါပြီးသွားပြီဆိုရင်လည်းကိုကပြီးနောက်ထပ်ဆက်တစ်ချက်ထပ်နှိပ်လိုက်ဒါဆိုရင်ဒါ logo တွေပေါ့ logo တွေဆိုရင်ကိုက200မှာထားမလားဒါမှမဟုတ်လည်း200အောက်ချခြင်းရသေးတယ်ဘယ်လောက်မှထားခြင်းလဲဟိုမှာ290လောက်ထားမယ်ပေါ့290လောက်ထားမယ်ဆိုရင်ဒါဆိုရပြီပြီးသွားရင်နောက်ထပ်တစ်ခါဆက်နှိပ်လိုက်ဒါဆိုရင် delay time ပေါ့ delay ဆိုရင်20စက္ကန့်ဥမှဟိုကဒီမှာနှိပ်ရင်တည်တယ်5စက္ကန့်လောက်ပဲထားမယ်ဆိုရင်ဒါဆိုရင်5စက္ကန့်ထားလိုက်ပေါ့ရပြီပေါ့ဒါဆိုရင်သူကပြီးသွားပြီပေါ့နော်ဒါဆိုရင်တော့ဆက်ဖိတ်လိုက်မယ်ဒါဆိုရင်ဒီမှာ delay 5စက္ကန့်ဆိုပြရပြီပေါ့နော်အဲကျရင်တော့5စက္ကန့်ပြည့်တာနဲ့စပြီးလုံးမှာပေါ့ဗျာဒါဆိုရင်တော့သူရဲ့ pori ကကုချက်တယ်လို့ချိန်လို့ရတယ်ပေါ့ဗျာဒါဆိုရင်တော့လူချင်းမင်းတို့အနေနဲ့ဒီကောင်လေးတွေကိုကုချက်တယ်လို့စက္ကန့်ချိန်လို့ရသွားပြီပေါ့ခင်ဗျာဟုတ်ကဲ့ပါခင်ဗျာအခုဆိုရင်တော့ဒီစက်ကလေးတွေရဲ့သဘောတရားပါနဲ့စက်ကလေးကိုဒီစက္ကန့်တွေဘယ်လိုချိန်ရမလဲစက္ကန့်တွေဘယ်လိုလုပ်ရမလဲဆိုတော့လူချင်းမင်းတို့အနေနဲ့ဒါဆိုသိရှိသွားပါပြီပေါ့နော်အဲ့တော့ဒီကောင်လေးတွေရဲ့စင်းနှုန်းလေးတွေကတော့ဒီကောင်လေးတွေကတော့4000ခွဲဝန်းကျင်လေးတွေမှာရှိမှာပေါ့နော်ဒီကောင်လေးကတော့အာမကန်တစ်နှစ်ပါပါတယ်ဒီကောင်လေးကတော့3000ခွဲဝန်းကျင်ပေါ့နော်အဲ့ဝန်းကျင်လေးတွေမှာရှိတယ်ဒီကောင်လေးလည်းအာမကန်တစ်နှစ်ပါပါတယ်ခုနကခွာစားချက်ကတော့ကျွန်တော်ပြောတဲ့အတိုင်းပဲစက္ကန့်လေးတွေဒီ MBR အဝင်ထွက်လေးတွေဒါလေးတွေခွာတာပေါ့နော်ဒီ polish လုံးလေးတွေကိုအဲ့လိုပဲခွာပါတယ်ဒါကြောင့်လူချင်းမင်းတို့အနေနဲ့ဒီကောင်လေးတွေနဲ့ပတ်သက်ပြီးကိုအတွက်အသုံးလို့မှာယူခြင်းလို့ပဲဖြစ်ပါစေဒါမှမဟုတ်ဒီကောင်နဲ့ပတ်သက်ပြီးတစ်ခုခုဖြစ်နေတာပဲဖြစ်ပါစေကျွန်တော်ချင်းပြီးဆက်တယ်မြင်ရနိုင်ပါတယ်ခင်ဗျာတစ်ခုခုသိရှိနေတာဖြစ်တစ်ခုခုဆွေးနွေးနေတာဖြစ်အောက်ကကွန်မန့်မှာလည်းမြောက်ဆွေးနွေးမြင်ရနိုင်ပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာနောက်ဗီဒီယိုတွေမှာဆက်လက်ဆောင်ပေးကြပါမယ်ခင်ဗျာ